မှားတယ်ဗာလုံးနေအောင်မမီးနဲ့ဈေးရောက်တော့မှပတ်စံစစ်လိုက်တော့ပတ်စံအားမှကြည့်အပြေးဖြစ်ပတ်စံအပြေးပြေးဖြစ်နေတယ်မကျုံစိတ်ညစ်လုံးလို့ပါဟဲ့မြက်တာဒီချက်တည်မြက်တာပြေးဖြစ်နေမှာဒီလိုဖျက်လိုက်ပြီတကြတည်မလို့ပေါ့အရွယ်ကြီးဆိုရင်ဘယ်လိုလုပ်မလဲမြက်တာတစ်ချက်နဲ့ကြက်နေမကြည့်မိဘူးလေမမကြည့်မိဘူးလေဒီတိုင်းပဲဝယ်တဲ့လူတွေလာတော့ပတ်စံထိုးထဲနဲ့မကြည့်မိဘူးအခန်းရောက်တော့ပတ်စံစစ်လိုက်တော့အပြဲဖြစ်နေလေပြဲဖြစ်နေရာမဖျဲပစ်လိုက်တယ်ဆုံးတော့နည်းနည်းလေးဒီလောက်လေးပြေးနေဆေးရောင်းကလည်းလူအောင်မရှိပါဘူးပတ်စံအပြေးဖြစ်နေရလေဘာလုံးလို့ရမှာတော့ရွာမှာဆိုရင်လည်းဒီအပြဲတွေကိုပေါက်စီတွေပါနေလဲစားလို့ရတယ်လေဒါပေါက်စီလည်းလဲစားလို့မရဘူးဒါဘာလို့လုပ်မလဲဘာလုပ်မလဲနိုင်ဘုံနဲ့ထဲ့ဝင်တယ်အားမလုပ်လို့မရမကြည့်ဒီလိုမျိုးဖြဲပြလိုက်ဈေးရောက်တာဒီလိုမျိုးတစ်ချက်နှစ်ချက်တည်မြတ်တာအများကြီးမမြတ်ဘူးအခုဆိုအလောက်ကန်ရမရှိဘူးလောက်တာလည်းပိတ်ပြီလေလောက်တာလည်းမရှိတော့ဒီလိုမျိုးအပြဲတွေပါလာတော့မမတို့အတွက်ကရှုံးပြီလေမြတ်လည်းမမြတ်တော့ဒီလိုပဲဖြဲပလိုက်တော့